မင်္ဂလာတရားဟာရှေးစက်တလီတာကိုအတင်းချက်တော့ခန့်ခံရပါတယ်ပြီးတော့အန်ထုတ်တာကိုလည်းအကျဉ်းချင်းလုတ်ခန့်ခံရပြန်တယ်သူမခနာကိုတွေကမိထွေးပြတွေကိုအကုန်လုံးထုတ်ပြဖို့တာပါဒါဟာအင်တော်ကကလဲစားချေတဲ့ဝိညာဉ်တွေကြောင့်ဖြစ်ရတဲ့ပြာနာယောဂကြောင့်ဖြစ်ပါတယ်ဒီယောဂကုသခံရရင်လူတွေကစိတ်ယူပေါက်သွားကြတာပါအများနေအောင်ကအနက်ရောင်ဖြော်ရည်ကိုဖိစင်မိရခါပြားတွေကိုတန့်ရှင်းရလို့ဖို့ဖြစ်တံပေးခံရပေမဲ့နှစ်နာရီခွဲအတွင်းမှာပဲသူတို့လည်းယောဂပို့ကုသခံလိုက်ရပါတယ်ဒါကိုတိုက်ဖြန်နိုင်တဲ့တစ်ခုလဲတော့နေလန်းကတော့နာကျင်စွာဆေးကြောပုတ်တက်ရတာပါပဲဒါဟာလွမြောက်လို့မရတဲ့ညှဉ်းပန်းနေဆန်မှုတန်တရားကြီးဖြစ်သွားပါတယ်တစ်ဖက်မှာလည်းကိတ်ထာ6လမှုတွေမှာတန်တရားရှိသူဖြစ်လာခဲ့ပါတယ်စစ်ဆေးမင်းမဲ့မှုတောင်အခေါ်ခံလိုက်ရတယ်ဘာဖြစ်လို့လဲဆိုတော့သူမစိတ်ဆိုးတဲ့အခါတိုင်းအရေးပြားကနေပြားတွေထွက်လာတယ်လို့ပါစစ်ဆေးသူတွေအတွက်တော့ဒါဟာပြုမှုကျူးလွန်ကြောင်းသက်သေပါပဲတန်တရားတွေဝိုင်းလာတဲ့အခါကိတ်ကညင်ပြီးစောင့်မနေနိုင်တော့မှန်းသိလိုက်တယ်သူမရဲ့အပင်မရှိကြောင်းသက်သေပြဖို့တခုခုလုံးမှဖြစ်တော့မယ်မကြခင်မှာပဲသူမဘာဗရာရဲ့ထောက်ခံမှုကိုရခဲ့ပါတယ်ဘာဗရာကအကောင်းမြင်တဲ့မှတ်ချက်ပေးဖို့ကတိပေးခဲ့ပေမဲ့ကိတ်ကိုလိုက်တရားခံအစ်စ်ကိုရှာနိုင်မှထိမယ်လို့ဆိုပါတယ်ဘယ်သူစီကမှအကူအညီမရပါဘူးကိတ်ထွက်သွားပြီးနောက်မှာတော့တခြားသူတွေကဘာဗရာရဲ့ဆုံးဖြတ်ချက်အပေါ်ဒေါသထွက်နေကြပါတယ်သူတို့ကစူလာရဖို့အထက်ကိတ်ကိုသူတို့အထက်လူကြီး address စီပေးရဖို့ကြံစည်ထားတာပါဒါပေမဲ့ကိတ်မှာဝက်ဖတ်ထားတဲ့စွမ်းအားရှိတာကိုသူတို့မမျှော်လင့်ထားခဲ့ကြဘူးလူတိုင်းရှိမှပဲကိတ်ကပြားတိမ်သွဲကြီးကိုရည်ရွယ်ချက်ရှိထုတ်လွှတ်လိုက်ပါတယ်အဲ့ဒီပြားတွေကညှဉ်းထက်ချက်ပေါ်မှာတောင်ခဲပြီးတွဲလုံးကျနေခဲ့တယ်အိမ်တော်ရဲ့စီးမြွန်ညပြားပမာဏများပြတဲ့ရှယ်ရူမီသားစုဝင်သူရောက်ကိုအလွယ်တကူဖယ်ရှားလို့မရပါဘူးဒါကြောင့်ဘာဗရာကသူမကိုအခွင့်အရေးတစ်ခုပေးခဲ့တာပါဆွေလီလီတယောက်ပဲကိတ်အတွက်ဝမ်းသာပြီးနိုင်ခဲ့ပါတယ်ဒါဟာကိတ်အတွက်စတာဗေရာထိလာဖို့အဓိကခြေလှမ်းလို့သူမမြင်ပါတယ်ဒါပေမဲ့ကိတ်ကတော့ကိုယုံကြည်မှုမရှိပါဘူးဘာဗရာရဲ့အဖွဲတောင်အမှန်တရားကိုမရှာနိုင်ရင်သူမကဘယ်လိုရှာနိုင်မှာလဲသူမကတန်တရားတွေကင်းစင်သွားအောင်ပဲဒီတာဝန်ကိုယူခဲ့တာပါတခြားစဉ်းစားကြည့်ပြီးနောက်ဝိညာဉ်ကြီးတစ်ခုဖန်တီးဖို့ပြားတွေအများကြီးလိုအပ်မယ်လို့ကိတ်ခံမှန်းလိုက်ပါတယ်ဒါကြောင့်တရားခံဟာပြားအများကြီးပိုင်ဆိုင်ထားတဲ့ရှယ်ဒူမီတာစုပဲဖြစ်ရမယ်ဒါပေမဲ့အိမ်တော်ထဲမှာအဲ့လိုလူတွေအများကြီးရှိနေပါတယ်အဲ့ဒီနောက်လီလီလက်ထဲမှာမီယာပေးထားတဲ့အဆောင်အုံမြေပုံကိုသူမတတိထားမိသွားတယ်။ဒါနဲ့ကိတ်ကတန်ရာရထားတဲ့မီယာစီကိုအရင်ဆုံးသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။မီယာကတတိရနေပေမဲ့ဝိညာဉ်ဖေးဆိုးကြောင့်ထိတ်လန့်နေတုန်းပါတယ်။အဲ့ဒီအချိန်မှာလီလီကမေရီရဲ့အတန်းကိုကြားလိုက်ရတယ်။မေရီလည်းရှိ17လီထက်အသင်းထောက်ထားရပြီးအခုထိမတတ်တာသေးပါဘူး။ဒါကိုမြင်တော့လီလီကကိတ်ရဲ့တောင်ဝန်ဟာအရေးကြီးရဲ့ဆိုတာသိသွားပြီးကလေးဆောင်မြေပုံဆွဲဖို့ကူညီပေးမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့မိဘုံရှာနေတော့ကျုံနေရှောင်လို့သူတို့နောက်ကိုလိုက်နေတာကိုတွေ့လိုက်ရတယ်။ဂျွန်ကတိုက်ဆိုင်တယ်လို့ညှို့ဟန်ဆောင်ခဲ့ပေမဲ့အရန်တီတာလို့နေလို့ကိတ်အထာပြဿနာတွေပဲပိုတက်လာစေပါတယ်။ကိတ်တော်သားထလို့သူမတပ်ပတ်လည်မှာပြားတွေတောင်ပြန်ဝဲနေခဲ့တယ်။ဒါပေမဲ့ဂျွန်ပါဝလာတော့မြေပုံဆွဲတာပို့မြင်သွားပါတယ်။မကြခင်မှာပဲအဆောင်အုပ်တစ်ခုပဲကြံပါတော့တယ်။လေးယောက်သားအပြေးအလွှားသွားခဲ့ကြပေမဲ့ဂျွန်ကလူစွမ်းပြခဏနဲ့ပြတင်းဖွဲတကားကိုအတင်းဆွဲဖွင့်လိုက်ရကနေပြတင်းဖွဲတစ်ကလုံးပြွတ်ထွက်ပြီးတကားကဝန်ခနဲ့ပိတ်ကျသွားပါတယ်။ကန်ကောင်းတာကကိတ်နဲ့လီလီကပြတင်းဖွဲနားမှာမို့ရှောင်းနိုင်ခဲ့ကြတယ်။အစိုးဆုံးကတော့သူတို့ဟာသူတေသနာအခွေရဲ့နေပြေတဲ့ကိုမတော်ထားရောက်သွားမိတာပါပဲလူတိုင်းရဲ့စိတ်ကြည်နေမှုအောင်မှာကိတ်ပါပြောရမယ်မသိချင်နေတော့အိုလီကလီလီစီကိုတန်တန်မတ်မတ်ပြေးလာပါတော့တယ်